အားလုံးပဲမင်္ဂလာပါရှင်။နဲ့ပိတ်ကနေကြိုဆိုပါရရှင်။ဒီနေ့တော့စာကလေးခွေကြော်မုတ်လေးကြော်စားဖြစ်လို့တငယ်ကျဲတုတ်ကိုလာမျှဝေပေးပါရရှင်။ဒီစာကလေးခွေကြော်နည်းလေးကကိုကြစိတ်တတာပြီးတော့စားလို့လည်းအင်အားကောင်းတာမို့နဲ့ဘယ်လိုလုပ်မလဲဆိုတာနဲ့ပြီးတော့ဖိုင်ကိုဆော့ထည့်လေးကြည့်ပေးကြပါဦးရှင်။အရင်ဦးဆုံးမွှေးတစိမ့်နဲ့အစိမ့်မုံလေးကိုပကားလေးထက်ကိုဖောက်ထည့်ထားပေးပါမယ်ရှင်။ဒီမွှေးတထုံးစာကိုတော့စာကလေးခွေကြော်အများကြီးရတယ်ပေါ့နော်။အိမ်မှာမိသားစုများတဲ့သူတွေဆိုရင်တော့ကြော်စားလို့ပိုဆင်ပြေပါတယ်ရှင်။တကယ်လို့မိသားစုနေတဲ့သူတွေဆိုရင်တော့ဘိုးလေးနဲ့တိတ်ထားမယ်ဆိုလည်းရပါတယ်ရှင်။ပြီးရင်တော့ဒီမွှေးမုံညစ်လေးထဲကိုရောက်ဖို့မို့သမင်းစားစောတဆွမ်းစာထည့်ပြီးတမတော်အောင်မွှေးသွားပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့ပကံလော့တစ်ခုတည်းကိုစကားလေးနဲ့စိတ်ချထားပေးလိုက်ပါမယ်ရှင်ခုလိုမျိုးလေးစကားလေးနဲ့ဆက်ပေးလိုက်လို့ရှိရင်တော့မုတ်သားလေးကပို့ပြီးတော့ချော့ချော့အီအီလေးနဲ့ရတယ်ပေါ့နော်ဒါကြောင့်မို့စကားလေးနဲ့ခဏလောက်ဆက်ထားပေးလိုက်ပါမယ်ရှင်မုတ်နှစ်လေးကိုစကားနဲ့ဆက်လုပ်ပြီးပြီဆိုရင်တော့ရတာနေနဲ့စားနေငယ်စနေမုတ်နေငယ်အသားမုတ်နေငယ်ကိုထည့်ပေးလိုက်ပါတယ်ရှင်ပြီးရင်တော့နေငယ်လေးတမတော့အောင်ပြန်မှွေထားပေးလိုက်ပါမယ်ရှင်မွေသားပေးလိုက်လို့မုံနှစ်ကတမသွားပြီဆိုရင်တော့ရေနည်းနည်းချစ်စီထည့်ပြီးတော့မုံနှစ်လေးပြည့်ပြည့်လေးရလာတဲ့ချိန်ထိမွေသွားပေးလိုက်ပါမယ်ရှင်ဒီစာကလေးခွေကြော်နည်းလေးကတိတ်မခက်ခဲဘူးပေါ့နော်လုံနည်းလေးကလည်းအရန်လွယ်ကူပါတယ်ရှင်ပြီးရင်လည်းစိတ်စိတ်လေးနဲ့အရန်စားလို့ကောင်းပါတယ်ရှင်မွေသွားပေးလိုက်လို့ခုလိုမျိုးလေးပြည့်ပြည့်လေးရလာပြီဆိုရင်တော့ဘူးလော့တစ်ခုထဲကိုဆင်ပြေတဲ့အိတ်လေးတစ်လုံးကိုထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်တော့ခဏဖြောထားတဲ့မုံနဲ့ရေလေးကိုထည့်ပေးလိုက်ပါမယ်ရှင်။မုံနဲ့ရေလေးထည့်လို့ပြီးပြီဆိုရင်တော့ဒီအိတ်လေးကိုတရေကွင်းလေးနဲ့ခတ်တဲ့တင်းလေးချီထားပေးလိုက်ပါမယ်ရှင်။ဒီနေရာမှာကျတော့ကိုယ်အိမ်မှာရှိတဲ့ဘယ်အိတ်မျိုးစားမဆိုတိုးပြလို့ရတယ်ပေါ့နော်။ပြီးရင်တော့ဒီမုံနဲ့လေးကိုတရေကွင်းလေးနဲ့ခတ်တဲ့တင်းလေးချီလို့ပြီးပြီဆိုရင်တော့မုံနဲ့လေးကိုနေရာလေးနဲ့တော့အောင်လက်ကလေးနဲ့ခုလိုမျိုးလေးလှုပ်ထားပေးလိုက်ရမှာပေါ့နော်။ခုဆိုရင်တော့နေရာခတ်တဲ့တင်းလေးနဲ့တရေကွင်းလေးနဲ့ချီထားပေးလိုက်တယ်ရှင်ပြီးရင်တော့သူ့ကိုဒီဖက်အထိတ်မှာငငယ်လေးပုံနေတဲ့ဟာလေးကိုဓာတ်လေးနဲ့ကိုလိုအပ်သလောက်ဖြတ်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့စီပူနေတဲ့စီအိုလေးထက်ကိုဘေကီဆိုဒါလေးငငယ်လေးထည့်ပြီးတော့ကြော်သွားပေးလိုက်ပါမယ်ရှင်ခုလိုမျိုးလေးထပ်ကြော်လိုက်လို့ရှိရင်တော့မုတ်ကြော်တဲ့ချိန်မှာစီမပေါက်ထွက်တော့ဘူးပေါ့နော်ပြီးရင်တော့ခဏမုတ်နဲ့ရေလေးကိုခုလိုမျိုးဝိုင်းလေးတွေအပေါ်ကနေပြီးလောက်ထပ်ထားပေးလိုက်ပါမယ်ရှင်နဲ့ကဒီနေရာမှာတိတ်မလှဘူးပေါ့နော်နှဲလှုပ်ထားတာဘာဖြစ်လို့လဲဆိုတော့နှဲကဒီစာကလေးခွေမုတ်လေးကိုကြော်လုပ်ပြီးပြီဆိုရင်တော့နှဲကသူ့ကိုခြေပြစ်လိုက်ပြီးရင်တော့နောက်တစ်မျိုးအဆက်ကြော်လေးကြော်သွားမှာဖြစ်တာမို့နှဲကဒီတိုက်လေးပဲမြမြဆဆန်လေးကြော်ထားပေးဖြစ်တယ်ရှင်ကြော်ထားပေးလိုက်လို့တစ်ဖက်ကျက်သွားပြီဆိုရင်တော့နောက်တစ်ဖက်ကိုလည်းလှမ်းပြီးတော့ပြန်ကြော်ထားပေးလိုက်ပါမယ်ရှင်ကြော်တဲ့ချိန်မှာလည်းမီအေးအေးလေးနဲ့ပဲကြော်ပေးရပါမယ်ရှင်ပြီးရင်တော့စကားလေးနဲ့ဆေးဆက်ထားပေးလိုက်ပါမယ်ရှင်စီဆဲလုပ်ပြီးပြီဆိုရင်တော့အေးခန့်ထားပေးလိုက်ပါမယ်ရှင်။နေ့ကဒီနေရာမှာဗီဒီယိုဖိုင်အရန်ရှိသွားမှာကြောက်လို့နှစ်ဖိုင်ခွဲထားတယ်ပေါ့နော်။ဒါဆိုရင်တော့နောက်ဗီဒီယိုဖိုင်အသစ်လေးမှာစာကလေးခွေအဆက်ကြော်နည်းလေးကိုစောင့်ကြည့်ပေးကြပါအောင်ရှင်။အားလုံးပဲတတား